အခုလက်ရှိကကြတော့ဗောနော်အမရဲ့မျက်နှာဖွဲ့စည်းပုံနဲ့အခုလက်ရှိ DS ရဲ့အတူနဲ့ကကြတော့နည်းနည်းလေးဒါဟိုပေါ့ဟုတ်ပိတ်ပြီးတော့အဝင်ခွဲခြားမဖြစ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်အခုလက်ရှိဒီမှာကြည့်မယ်နော်ဒီမျက်နှာဖွဲ့စည်းပုံမှာဆိုလို့ရှိရင်သူကတချို့မျက်နှာဖွဲ့စည်းပုံတွေကကြတော့အဲ့လောက်ထိတူလို့ရတဲ့ area တွေရရှိရပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တချို့ရဲ့မျက်နှာဖွဲ့စည်းပုံတွေကကြတော့အဲ့လောက်ထိတူလို့မရဘူးဒီလောက်ထိကိုပဲတူလို့ရတဲ့မျက်နှာဖွဲ့စည်းပုံတွေမှာရှိရပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မျက်နှာဖွဲ့စည်းပုံဒီဘက်ကနည်းနည်းလေး၄တောက်ဆန်တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဒီဘက်ကနည်းနည်းလေးပြည့်ပြစ်တယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင် तू ကကြတော့လေမျက်နှာက၄တောက်ဆန်တယ်လို့လည်းပြောလို့မရဘူးအရင်ဝိုင်းတယ်လို့လည်းပြောလို့မရဘူးပေါ့နော်အဲ့တော့နဖူးကတော့ကျဲတဲ့ထဲမှာတော့ပါတယ်နောက်တစ်ခုကဒီနားလေးပြနည်းနည်းလေးမတိမတာလေးနည်းနည်းဖောင်းတဲ့ထဲမှာပါတယ်ပေါ့နော်မေယိုလေးကကြတော့ဒီဘက်မှာနည်းနည်းလေးကားတဲ့ထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ तू ကကြတော့လေအဓိကကြတော့အရှိကိုညက်တဲ့ချိန်မှာအရန်စဉ်းစားရတယ်နောက်တစ်ခုကမာယာစပင်ကကြတော့ဒီနားမှာပေါက်ချောင်းကဝီလူပုံစံမျိုးတစ်ခုရှိရပေါ့နော်ကြောင်းပြန်ပြက်ပေါက်တဲ့ပုံစံတစ်ခုရှိတယ်အဲ့တော့ဒီနားလောက်တိုတာနဲ့စာလို့ရှိရင်ဒီနားလောက်တိုတာတော့အမအတွက်ပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့ဒါကမှဘယ်သိမ်းလို့လည်းရမယ်ညာဖက်သိမ်းလို့လည်းရတဲ့ပုံစံမျိုးပေါ့နော်